အားလုံးပဲမင်္ဂလာပါ Cooking with Blessing ရောကနေပြင်မှာကြိုဆိုလိုက်ပါတယ်နော်ဒီနေ့တော့အလွန်ထူးခြားအရသာမျိုးနဲ့ပြည့်စုံတဲ့မြန်မာဟင်းလျာခရမ်းသီးပြုတ်တုပ်လုံနေလေးကိုတင်ပြလိုက်ပါတယ်ရှင်ဒီဟင်းလျာဟာအရန်ဟင်းလျာတစ်မျိုးဖြစ်ပေမဲ့လည်းမိမိအိမ်မှာတငယ်ချင်းမိတ်ဆွေတွေကိုထမင်းစားဖိတ်တဲ့အချိန်မှာဆိုရင်မျက်နာနဲ့ကိုထင်းကနေစားချင်စပွဲဖြစ်စေတဲ့ဟင်းလျာတစ်မျိုးဖြစ်လို့အိမ်ရှင်မများကိုမျက်နှာပန်းလှစေမဲ့ဟင်းတစ်မျိုးလည်းဖြစ်နေမှာသိချပါတယ်နော်ကဲချစ်မိတ်ဆွေတို့ရေအခုပဲကျမနဲ့အတူလိုက်လို့ကြရအောင်နော်ကဲချစ်မိတ်ဆွေတို့ရေလိုအပ်တဲ့ပစ္စည်းများတော့ပုံတွေပြထားတဲ့အတိုင်းပဲဖြစ်ပါတယ်ခရမ်းသီးနှလုံးဖြစ်ပါတယ်ခရမ်းချင်သီးတစ်လုံးနဲ့အတူတူပြုတ်မှာဖြစ်ပါတယ်လို့ပြီးတော့ငမ်းပြားရည် teaspoon တစ်စုံလိုပါတယ်စားအနည်းငယ်လိုပါတယ်ကြက်သွန်ဖြူကိုကြတော့ရိုက်ပြပြီးမှအဲ့လိုနှုတ်ဆင်းထားတာပါကြက်သွန်နေကိုပပလေးပြီးမှရေဆေးပြီးစကားနဲ့စစ်ထားတာပါဒါတော့မြေပဲထောင်ဖြစ်ပါတယ်ဒါတော့စီချက်ဒီစီချက်ကိုမသုံးချင်လို့ရှိရင်လည်းပဲစီတန်တန်လေးထည့်လို့ရပါတယ်လို့ဒါတော့ vegetable powder ပေါ့နော်ဟင်းတီရွယ်မုံဖြစ်တယ်ကြက်သားမုံမသုံးတဲ့အတွက်ကြောင့်မို့ဒါသုံးချင်းဖြစ်တယ်ပဲပုတ်ကတော့အကြိုက်ပဲပုတ်မုံဖြစ်တယ်ဒါငရုတ်တီကြော်ထားတာကိုယ်တိုင်ကြော်ငရုတ်တီအဲ့မှာငရုတ်တီစိမ့်ထည့်ရင်လည်းရပါတယ်ဒီခရမ်းတီကိုကြတော့ကျမတို့ဓားလေးနဲ့ပတ်ချာလေးနဲ့ထိုးပြီးမှပြုတ်ရအောင်ဒါမှလည်းအရန်နူးဤပြီးမှစားလို့ကောင်းမှာဖြစ်ပါတယ်ခရမ်းချင်တီကိုလည်းထိုးနည်းတူလည်းကောင်းပဲဓားလေးနဲ့နည်းနည်းထိုးပြီးမှပြုတ်ရအောင်နော်စား10မိနစ်ခန့်နူးတဲ့အထိပြုတ်မယ်အဲ့ဒီပြုတ်နေတဲ့အချိန်မှာပဲကြက်ဥကိုလည်းကျမပြုတ်လိုက်ပါတယ်လို့ကြက်ဥပြုတ်တဲ့ကရိယာနဲ့ပဲပြုတ်လိုက်ပါတယ်ကဲ10မိနစ်လောက်ပြုတ်ပြီးတဲ့အချိန်မှာဒီလိုအချင်းလေးရလာပါပြီဒါဆိုမီးကိုပိတ်လိုက်မယ်ပြီးတော့စကားထဲမှာယူပြီးမှစစ်ထားမယ်အဲဆိုရေတွေမပါတော့ဘူးပေါ့အဲ့ဒီအချိန်မှာကျမတော့အလားကြိုက်တဲ့သူဆိုတော့ကျဥကိုလည်းအလားစင်ဖို့ဒီအလားစင်နဲ့ဓားလေးနဲ့ပေါ့နော်ကျမလုပ်ပြပေးတွားတာဖြစ်ပါတယ်လို့ကဲဟုတ်ပါပြီအခုကျမတို့အေးခံထားတဲ့ခရမ်းသီးကိုလည်းဒီချာလေးအခွန်နေခွာမယ်ပြီးတော့အမှဓားနဲ့မဟုတ်ပဲနဲ့ခရင်လေးနဲ့ချစ်ပေးဖို့လိုအပ်တယ်အဲ့ဒီခရင်လေးနဲ့ချစ်ပေးခြင်းအပြင်တုတ်တဲ့အခါမှာတကယ်ပဲအရသာရှိတယ်လို့ဓားနဲ့မဟုတ်ပဲနဲ့ခရင်နဲ့ပဲချစ်ပေးရအောင်လို့ပြီးတော့ခရမ်းချင်သီးကိုလည်းကျမတို့နှုတ်ဆင်းပေးမယ်ခရမ်းချင်သီးပျော့နေတဲ့နှုတ်ဆင်းထားပေးမယ်ကဲအားလုံးပြီးသွားပြီဆိုရင်တော့တုံမဲ့ပကံထဲမှာထည့်ပါမယ်ကဲအားလုံးတုံမဲ့ပကံထဲကိုထည့်ပြီးဆိုရင်အသင်းပြင်ဆင်ထားတဲ့စာပလာတွေထည့်ရအောင်နော်ကဲချက်သွန်နေပပလေးရေးစစ်ထားတဲ့ဟာကိုထည့်မယ်ချက်သွန်ဖြူထည့်ပါမယ်ပြီးရင်မြေပဲဆန်များထည့်လည်းရတယ်ပြီးရင်ငမ်းပြားရည်ကိုနည်းနည်းလေးထည့်တယ်ကျမတို့အငန်းလျှော့စားတဲ့အတွက်ကြောင့်မို့စား
ကဲပင်စိမ်းကဲခဏပြင်ဆင်ထားတဲ့ချက်ဥတောင်တိတ်မလမပါဖြစ်သွားရတာပဲမဲ့လေကဲချက်ဥကိုတန်းစီထားမယ်ချက်ဥကိုရိုးရိုးလေးဖြတ်ပြီးမှထည့်ရင်လည်းရတယ်နဲ့ချမ်းခွဲပြီးထည့်ရင်လည်းရပါတယ်လို့ကဲရပါပြီအစင်တင်စားလို့ရပါပြီကဲကျွေးပါတယ်နော်အရင်ဦးဆုံးမိတ်ဆွေတွေစားကြည့်ကြပါအောင်တကယ်အရသာရှိပြီးကောင်းမွန်တဲ့ဟင်းသမဲဖြစ်ပါတယ်ဒါကြောင့်မို့ဒီနေ့ကျမရဲ့ဗီဒီယိုဖိုင်ကိုကြိုက်နေတဲ့ဆိုရင် like and share follow လုပ်ပြီးမှကျမကိုကူညီပေးကြပါလို့ကျေးဇူးပါအားလုံးကို